အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအချစ်အတွက်အသက်ပင်တည်တည်ဆိုတဲ့အနည်းအကြောင်းကျွန်တော်ပြပြပေးမှာပေါ့နော်အဲ့လိုမပြောနဲ့လေကွာဒီဖြစ်စဉ်လေးကတော့စင်ကာပူမှာအမှန်တကယ်ဖြစ်ပွားခဲ့တဲ့ဖြစ်ရမှန်လေးပေါ့နော်သူ့နာမည်ကတော့ဘာရက်ကူပဲပါသူကဒီ2023ခုနှစ်နိုဝင်ဘာလမှာသူ့ရဲ့ချစ်သူဖောက်ပြန်နေတာကိုတီးသွားခဲ့ပြီးတော့သူကအလုံးမှာလည်းအာယုံမဆိုင်နိုင်အောင်ဖြစ်ခဲ့တယ်ပေါ့နော်ဒီကိုပဲကစင်ကာပူမှာသူကဗန်နာရေးလုပ်ငန်းဆိုင်ရာလုံခြုံရေးကိစ္စတွေကိုစီစစ်လေ့လာသူအဖြစ်သူကဆောင်ရွက်နေတယ်သူပေါ့နော်သူကသူ့ရဲ့ချစ်သူဖောက်ပြန်နေတာကိုသိပြီးတဲ့နောက်ပိုင်းမှာတော့သူ့ရဲ့နေရဖြစ်တဲ့အိန္ဒိယကိုပြန်ဖို့သူဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့ဒီခွင့်ယူဖို့အတွက်ကအဆင်မပြေဖြစ်တာကြောင့်ပေါ့နော်။သူကတခြားနည်းလမ်းတစ်ခုကိုသူကအသုံးချဖို့သူစူးစမ်းခဲ့တယ်ပေါ့နော်။သူစူးစမ်းခဲ့တဲ့နည်းလမ်းကတော့သူ့အဖိုးဖြစ်သူဆုံးသွားတယ်ဆိုပြီးတော့သူ့ရဲ့ကုမ္ပဏီကိုလိမ်ပြီးတော့တင်ပြဖို့ပဲဖြစ်ပါတယ်။ဒါနဲ့ပဲသူ့အဖိုးဖြစ်သူကအိတ်နေနဲ့တည်ဆုံးသွားတယ်ဆိုပြီးတော့သူ့ရဲ့ထရရှိကိုခွေပေးဖို့သွားပြီးတော့တောင်းဆိုခဲ့တယ်ပေါ့နော်။ကိုပဲ့ရဲ့အထက်ရရှိကကိုပဲ့ကိုခွင့်ပေးခဲ့ပေမဲ့ဒေစင်းဆိုင်ကိုပြဖို့တောင်းဆိုတဲ့အခါမှာတော့အခြေအနေတွေကပို့ပြီးတော့ရှုပ်ထွေးသွားခဲ့တယ်ပေါ့နော်ကိုပဲ့ကဒေစင်းဆိုင်ပြနိုင်ဖို့အကြံထုတ်ခဲ့ပြီးအချိန်ဆွဲထားတဲ့အနေနဲ့အိန္ဒိယကသူ့အဖေပြန်လာမှပဲဒေစင်းဆိုင်ကိုလာပြပေးပါမယ်ဆိုပြီးတော့သူကသူ့ရဲ့အထက်ရရှိကိုပြောပြခဲ့တယ်ပေါ့နော်တပြိုင်နက်တည်းမှာပဲမကြသေးခင်ကကွဲလွန်ထားတဲ့တငယ်ချင်းရဲ့မိသားစုကိုဆက်သွယ်ခဲ့ပြီးနိုင်လိုက်ပို့ထားစဉ်ကအလုပ်ကနေခွင့်ယူထားတာဖြစ်လို့ဒေစင်းဆိုင်ရဲ့မိထုပြမယ်ဖြစ်ကြောင်းသူကသူ့တငယ်ချင်းရှိကနေပြီးတော့ဒီနိုင်ဖိတ်စာကိုတောင်းခဲ့တယ်ပေါ့နော်ကိုပဲကအဆုံးမသွားတဲ့သူ့တငယ်ချင်းမိသားစုတဦးရဲ့နာမည်အစားသူ့အဖိုးရဲ့နာမည်ကိုအစားတို့ပြောင်းလဲပြင်ဆင်ခဲ့တယ်ပေါ့နော်ထို့အပြင်သူကဒီဥစ္စာကို PDF တွေပိုင်းနဲ့တေချာပြင်ဆင်ပြီးတော့ပြောင်းလဲခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာသူတို့ရဲ့ဒေစင်းစာရဲမှာဆိုရင်ကျွန်တော်တို့ဒီ QR code တွေပါအစားပါတယ်ပေါ့နော်အဲ့ဒီ QR code တွေကိုပါကိုပဲကဖျက်ပစ်ခဲ့ပြီးတော့အစားထိုးခဲ့တာဖြစ်ပါတယ်ထို့နောက်သူကသူ့ရဲ့ရုံအထက်ရရှိကိုဒီဒေစင်းစာရဲကိုတင်ပြခဲ့တယ်ပေါ့နော်ဒါပေမဲ့အထက်ရရှိကဒေစင်းစာရဲကိုမသိငါဖြစ်ပြီးမှတ်တမ်းမှတ်ရဆုံးနဲ့ပြန်တောင်းခဲ့တယ်ပေါ့နော်ကိုပဲကမတမ်းမရအဆုံးပေးခဲ့ပေမဲ့အလိန်ပေါ်တော်မှာကိုရေးမိပြီး2023ခုနှစ်မှာသူကအလုပ်ကနေထွက်ဖို့ပြင်ဆင်ခဲ့ပါတယ်။သို့တော့ကန်ချမာကကိုပဲတင်ထားတဲ့အတိုင်းဖြစ်မလာခဲ့ပဲသူလိန်ထားတဲ့ဟာတွေအကုန်လုံးကပေါ်သွားခဲ့တယ်ပေါ့နော်။စင်ကာပူမှာကဒေစင်းအတုလုပ်ကြောင်းပြစ်မှုထင်ရှားရင်ကျွန်းလွန်သူအနေနဲ့ဒဏ်ငွေစင်ကာပူဒေါ်လာ1000ထောင်ဒဏ်10နှစ်သို့မဟုတ်ငွေဒဏ်ထောင်ဒဏ်2ရက်လုံးကိုချမှတ်ခံနိုင်ရပါတယ်။ဒါပေမဲ့ကိုပဲကတော့ဒဏ်ငွေစင်ကာပူဒေါ်လာ4000ပဲချမှတ်ခံရတာကံကောင်းတယ်လို့ပဲဆိုရမှာပေါ့နော်။အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ထုံးစံတိုင်းအောင်မြတ်စောပါနောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်